ကျွန်တော်နာမည်ကတော့တောင်မြုံနဲ့တော့ရွှေလိုက်တော်စင်းဝင်ဘကိုးဟန်တာထိတ်ကောင်ကြက်သေးဆောင်တနေ့တစ်မျိုးထူးတဲ့ဥပြည့်ဖြိုးပါဟုတ်ဒီပွဲလို့တက်ရောက်လာတော့မဗေဒာစီကံမှာလှုပ်လို့လေတက်ရောက်လာတာဘာဖြစ်လို့လဲဆိုတော့ကိုရန်လည်း transgender တယောက်လေဘာဖြစ်လို့လဲဆိုတော့transgender တွေအတွက်ကိုလှုပ်ပေးတဲ့မဗေဒာစီကံလေးအောင်မြင်အောင်ရယ်ပြီးတော့ကိုဘဝတူချင်းချင်းဒီမှာရှိရဆိုလို့အဲကြောင့်တက်ရောက်ဖြစ်တာပါဟုတ်ကဲ့အခုချော့ကြော့မဲ့နက်ကြီးကတော့ပေါ့နော်မိမလိုဝယ်စားပြီးချော့ကြော့မဲ့နက်ကြီးကတော့အလားတက်တည်ဆောင်တဲ့မမငွေတောင်တခင်ပါကြီးပေါ့အလုံးနဲ့သမီးလို့လည်းခေါ်တာပေါ့နော်ဒီရဲလားဟေးဒီနက်လောကတွေကိုစတော့နက်လောကရဲ့မဟုတ်ပေါ့အရင်ကကိုဝါသနာပါရလေကိုဝါသနာပါတော့ဟိုငယ်လေး2တန်းနှစ်တည်းကတောင်ပြုံးပွဲတော်ရောက်တာပေါ့နော်တောင်ပြုံးပွဲတော်ရောက်တော့ဘယ်လိုခေါ်မလဲကိုယ်စိတ်ကလည်းအတွင်းခံကဒီ LGBT စိတ်ကဖြစ်နေရလေ LGBT စိတ်ဖြစ်နေရဆိုတဲ့အတွက်ကြောင့်အဲ့2တန်းနဲ့ကတောင်ပြုံးရောက်တော့ပျော်တာပေါ့ပျော်လဲပျော်အဲ့ချိန်မှာအတော်နဲ့အဖွာပေါ့အကြီးနဲ့အဖွာဒီနတ်လန်းကိုရှောက်လာတာအနှစ်40 50လောက်ရှိပြီဆိုတော့ကို2တန်းနဲ့မှာခေါ်သွားတော့ကိုကဒီဟာကိုရမ်းသွားခြင်းနဲ့နောက်တစ်တင်မှာသွားခြင်းတော့ဘယ်လိုခေါ်မလဲသူတို့က10တန်းအောင်ရင်ခေါ်မယ်ပေါ့နော်ဒီတောင်မြုံပွဲထက်ခေါ်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ကိုစူးစမ်းတာပေါ့10တန်းအောင်ပဲစူးစမ်းတယ်ဘာလို့လဲဒီတောင်မြုံပွဲလိုက်ခြင်းလို့ LGBT နဲ့တွေ့ခြင်းလို့ဒီနကနာဆိုင်းပုံတန်တွေကိုကြားခြင်းလို့ပြီးတော့ကိုဝါသနာကခြင်းလို့ပေါ့နော်ကခြင်းတော့10တန်းအောင်စူးစမ်း10တန်းအောင်ပြီးတဲ့နှစ်မှာပဲဒီနတ်လောကတဲ့ပေါ့နော်ဆိုကြပါစို့ဒီနေ့ရဲ့ဝင်းဝမ်တဲ့ကိုရောက်ရှိလာတာပေါ့15နှစ်လောက်တည်းကရောက်ရှိလာတယ်ဆိုပါတော့အမေနဲ့အဖွားရဲ့အကြီးရဲ့က support ပေးတာနဲ့အဖွားတဲ့အကြီးကလည်းနတ်လန်းတော့ရှောက်တာပေါ့နတ်ကတော့တော့မဟုတ်ဘူးနတ်ကိုချစ်လို့ဒီတိုင်းပါရမီဖြစ်နေကိုခေါ်သွားလို့ဒီထဲကိုရောက်လာတာပါဟုတ်အမတ်ရစရာဆိုရင်ကတော့အများကြီးပေါ့နော်ဘာကြောင့်လဲကြုံတွေ့ရတဲ့အခက်အခဲဆိုရင်တော့ကို10တန်းအောင်ပဲစူးစမ်းမယ်ဘာကြောင့်လဲဒီຢာတဲ့ဝင်စင်လုံးကပြီးတော့အကြီးနဲ့အဖွားကရတယ်ငါတို့တူလေပျော့လေးနေရတယ်ပျော့လေးနေကို support ပေးမယ်ပေါ့ support ပေးမယ်ဆိုတော့ကိုကလည်းဒီထဲကိုဝင်ခြင်းတဲ့စိတ်ကများတော့ကို6နှစ်လည်းမပြောရဲဘူးမပြောရဲတော့ဒီထဲဝင်ခြင်းတဲ့စိတ်များတော့10တန်းအောင်ပဲစူးစမ်းတယ်10တန်းအောင်ပြီဆိုတော့မှဒီထဲကိုရောက်လာတယ်အခက်ခဲကတော့စူးစမ်းခဲ့ရတာပေါ့နော်ငါ10တန်းအောင်မလားအောင်မလိုက်ရမှာလေတောင်မြုံပွဲကိုမအောင်ရင်မလိုက်ရအောင်ဆိုအဲ့တခုပဲစိုက်ကိုကငါ10တန်းအောင်ငါစူးစမ်းမှရမယ်မစူးစမ်းဘူးဆိုရင်ငါဒီလောကလည်းငါမရောက်နိုင်တော့ဘူးဘာလို့10တန်းအောင်မရင်အိမ်ကတခုပေးထားတယ်logo တခုပေးထားတယ်10တန်းအောင်မရင်လှုပ်ချင်ရလှုပ်ကြိုက်တဲ့ဟာကြိုက်တဲ့လမ်းကိုရွေးဘာလုံးမလဲလုံးမဲ့ဟာကိုရွေးပေါ့နော်ဒါပေမဲ့ကိုလည်းစိုက်ကလည်းမနှင်းနိုင်ဘူးလေကဲလည်းမဆွဲနိုင်ဘူးကုံလည်းမထမ်းနိုင်ဘူးလေမိတ်ကက်စပင်လုံးမယ်ဒီမိတ်ကက်စပင်လောက်တာနဲ့အော်တိုဒီနလောကနဲ့ကမယ်ခုံမယ်လေရောက်တော့မှလေအဲ့တော့10နဲ့အောင်ပဲစူးစမ်းအခက်ခဲရတော့ပဲဒါပေမဲ့အမှတ်တရတွေအများကြီးကတော့ကိုစူးစမ်းခဲ့ရတဲ့အမှတ်တရတွေပေါ့နော်အားကြောင့်လေဆရာသမားရှိရောက်ခဲ့တော့15နှစ်လေ16နှစ်ဆိုဘာမှမသိဘူးဘာမှမသိတတ်တဲ့ရွယ်ဆိုတော့အောက်ခြေသိမ်းအကုန်လုံးဒီလိုနန်းစီနံပါတ်တွေတက်ချီတာပါအစကိုယ်တိုင်အဲ့လိုမျိုးလုပ်ခဲ့ရတော့ဆရာသမားကလည်းအဲ့ကနေပဲစခိုင်းတာချက်ချင်းကခိုင်းတာဘာလို့မဟုတ်အဲ့ဒီအခက်ခဲတွေကတော့ကြော်ဖြည့်ရင်နဲ့ဟုတ်ဒီလိုနေရာရောက်လာတာပါဟုတ်ဟိုကလေ16နှစ်အတွင်း16နှစ်ကစပြီးတော့အရင်ကတော့တော့စင်တာပေါ့နော်အခုလမ်းပြကျယ်ဖြစ်သွားပြီအဲ့လမ်းပြကျယ်မှာ2009နှစ်ကနေပြီး2009ကနေပြီးတော့2016ထိကိုလုတ်ခဲ့တယ်အဲ့ချိန်မှာထိကိုဘယ်လိုခေါ်မလဲဒီနက်လဲလုတ်တယ်အားတဲ့အချိန်ပေါ့စနေတင်းတွေအားတဲ့ရက်ပေါ့ရုံးကစနေတွေပိတ်တယ်လေအဲ့စနေအားတဲ့ရက်မှာဆိုရင်မိတ်ကက်စမင်လဲပြင်တယ်ဒီအနက်အလုပ်ကိုလည်းဆရာသမားနဲ့ပြေးကလိုက်သေးတယ်ပြေးကလိုက်တယ်ဆိုတော့ဒီဟာနဲ့ဆိုတော့တွဲလောက်တာပေါ့နော်တွဲလောက်တဲ့အချိန်မှာအခု LGBT တွေအတွက်ကိုပေါ့အရင်
အများကြီးပေါ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာပေါ့ support တွေအများကြီးပေးခဲ့ပါတယ်เนาะဟိုဘယ်လိုခေါ်မလဲ condom မသုံးတတ်ရင်သုံးထပ်အောင် demonstration တွေပြတယ် issue session တွေပေးတယ်အဲ့ဒါတော့9နှစ်တာလုံးလုံးမှာဒါတွေအကုန်လုံး LGBT အတွက်ကိုဘဝတူတွေအတွက်ကိုလေဟိုယောဂတွေမပြန့်ပွားအောင်မကူးစက်အောင်ဘယ်လိုနေရမလဲဘယ်လိုနေထိုင်ရမလဲတကယ်လို့ဖြစ်သွားပြီးခဲ့ရင်လည်း ARD ဆေးရှိတယ် PrEP တွေ PET တွေဆေးတွေရှိရကိုအကုန်လုံးပြောပြပါတယ်ယခုချိန်ထိလည်းအားလုံးကိုတုံသေးဆုံးမနေတော့ပါပဲဟုတ်ဘွားတို့တငယ်ချင်းတွေကိုဘာသတင်းစကားပေးခြင်းလဲဆိုရင်ပေါ့နော်အခုကျတော့လေဟိုဆေးတွေဝါးတွေဆေးဝါးကုသမှုပိုင်းတွေအများကြီးဖြစ်လာတယ်ဆေးဝါးကုသမှုပိုင်းတွေ ARD ပေါ့တကယ်ဟိုဒီယောဂါကြီးကိုဟိုကြာရှည်တည်တဲ့အောင်ဖြစ်နိုင်မဲ့ဆေးတွေပြီးရင် PrEP တွေ PET တွေပေါ်လာတဲ့အတွက်ကြောင့်မလို့ဆေးဝါးကုသပိုင်းမှာအရန်ကောင်းလာတယ်အရန်ကောင်းလာတဲ့အချိန်မှာကျွန်တော်တို့ဘဝတူတွေက LGBT တွေကဘာဖြစ်လာလဲဆိုတော့ပေါ့လာတယ်ဒီဆေးတွေရှိရင်ငါတို့ဒီကွန်ဒုံမသုံးတော့ဘူးဒီအကာအကွယ်မဲ့ဒီဆေးဒါဖြစ်ပြီဆိုရင်ဒါဆေးတွေရှိနေပြီဆိုရင်တော့ဒါပဲသူတို့အတွင်းမှာရှိကြတော့တယ်အဲ့ဒါလေးဖြစ်လာတယ်ပေါ့နော်အဲ့ဒီဖြစ်လာတော့ဘယ်လိုခေါ်မလဲအခုနောက်ပိုင်းမှာဟိုဘဝတူတငယ်ချင်းတွေအတွက် LGBT တွေပြောချင်တာလေအကာအကွယ်ပြန်လုပ်ပေးပါဘယ်လိုကွန်ဒုံသုံးပါ safer sex တွေပေါ့နော်တကယ်ဟိုကိုယ့်အတွက်ဟိုအနည်းကင်းတဲ့လိင်ဆက်ဆံမှုကိုအများဆုံးပြုလုပ်ပေးပါလို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့စေဝါကုသမှုပိုင်းမှာအရန်ကောင်းလာတဲ့အတွက်ကြောင့်မလို့ LGBT တွေကအရန်ပေါ်လာတယ်။ဒီကွန်ဒုံမသုံးတော့ဘူး safer sex မလုပ်တော့ဘူး။မလုပ်တော့ဘဲနဲ့ဒါဖြစ်ရင်ဒါတောက်ရမယ်ဆိုတာကြီးသူတို့ကတန်းသိနေပြီ။အဲ့ဒါကိုကျွန်တော်အနေနဲ့တော့မလိုချင်ဘူး။ဘာကြောင့်လဲဒီကာကွယ်ထားတဲ့အတွက်ကြောင့်ဘာလို့ဆိုတော့စေဝါဆိုတာ side effect ဆိုတာအများကြီးလေ။ဘာစေးတောက်အင်္ဂလိပ်စေးဘာစေးတောက်မြန်မာစေးဘာစေးတောက်သူ side effect ဆိုတာရှိလာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့ကွန်ဒုံသုံးပါ safer sex တွေလုပ်ပေးပါလို့ပဲတိုက်တွန်းချင်ပါတယ် LGBT တွေဟုတ်ကဲ့ Okay, no, you must go